အဲ့ချိန်မှာရေကတခါတော့ဝေါဝင်လာတော့တာပဲဝင်ပြီးတော့သူလည်းအောက်မှာရက်လို့မရတော့ကျမတို့ဟိုးထုံတန်းပေါ်တင်နေလိုက်တယ်ထုံတန်းပေါ်တင်ပြီးတော့တာကလည်းအမေရဲ့ကြောက်တယ်ဖေးရဲ့ကြောက်တယ်နော်အဲ့ဆိုစီကဒီလိုဖြစ်နေတယ်ဟိုဘက်ဒီဘက်ရိုင်းနေကြပြီကျမတို့လည်းဟိုဘက်စီကရဟိုဘက်ရိုင်းတော့ဟိုဘက်ပါသွားလိုက်ဒီဘက်ရိုင်းတော့ဒီဘက်ပါသွားလိုက်ဟိုဘက်ရိုင်းတော့ဟိုပခွက်လွှဲနေတယ်လို့ဖြစ်နေပြီပခွက်လွှဲတယ်လို့အဲ့မှာဘရုံးဆိုအောက်ကိုထိုးပြီးတော့ကြာသွားတယ်အခုကျတော့ကျမလည်းရေထဲမှာမုန်းကျက်ပြီးတော့ရေထဲမှာကိုဟိုကပဲဒီဟာပဲပေါ့ဒီပဲတားလေးလည်းရေအောက်ကိုရောက်သွားသူဘာမှမသိဘူးကျမတို့ကလူစု9ယောက်ကကြာကျမတို့တားမိတာဖတ်တော့ပါပါလေနာကေကိုတခါမှမိတော့မရပါဘူးရင်ထဲမှာဘလို့မှမယင်ဝင်ခန်းစားကြည့်ပေါ့နော်ကျမအဲ့ရဖြစ်နေတဲ့အချိန်ရပေါ့နော်ကိုအိမ်ရကိုပြန်ကြည့်တော့လဲအိမ်ရလည်းမရှိတော့အိမ်ရလည်းပျောက်သွားဟိုဘက်ကိုကြည့်လိုက်တော့လဲအစာဦးတွေအကုန်ပြည့်အစားတောက်တွေကလည်းမရှိတော့ဘူးခလေးကိုလည်းကျမ်းမအောင်လို့မနေသူကလည်းသူ့ဖေးသေးတော့ငိုတာပေါ့အဲကျမအဲ့လိုငိုတာပေါ့မနေဟိုဖြစ်နေရတော့ The villages surrounding Labota in Burma's Irrawaddy Delta lay in the direct path of Cyclone Nargis, which struck in May 2008, taking the lives of at least 140,000 men, women and children, affecting a further 2.4 million. Survivors faced enormous challenges trying to rebuild their lives while dealing with the loss of loved ones. With funding from the Department of International Development, the international aid agency Merlin has been working in the Delta since the 2004 tsunami and was able to commence emergency relief operations immediately with the existing network of trained health workers. ဒေါ်ဆိုင်နေမကောင်းကြတော့တွိုင်းနဲ့ဝင်ကြည့်တဲ့ခါကျဒေါ်ဆိုင်ညာခေါ်လို့ပြောလို့မရဘူးမြေကြီးကြပြီးတော့စကားမပြောနိုင်ဘူးဒေါ်ဆိုင်အမျိုးသားကဆေးရုံမှာအဆောင်နဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တယ်စိတ်ရင်းကောင်းတယ်တောင်ကိုကြောင်လုပ်ပြီးတတ်တယ်ကျမတအားကြီးပဲအားကိုးရတယ်ကျမမျိုးသားဆုံးရှုံးသွားလေအဲ့ရတဲ့လဲသွားတော့ဦးတင်သောင်းကဖြတ်သွားတာလေဒါဟာတော်တော်ဖြစ်နေတာပဲပေါ့နော်ဟိုဆေးကမ်းမှာဟိုဆရာမနဲ့တော့ပြမယ်လားဟိုဆေးကမ်းဆရာမလည်းရှိသေးဒါပြတယ်ပြတော့ဆေးပေးတယ်ဆိုင်ကူဆိုတဲ့ training ကတော့သူတို့ပြီးတယ်ဆိုကျွန်တော်တို့နာကပြီးတဲ့တိတ်မကြဘူးလားပဲလာပြီးဒီမှာသင်တန်းပြီးတယ်ကို့မှာလည်းဒုက္ခနဲ့တော့ကနေဖြစ်နေပြီနဲ့သူတို့ကိုဒီအပူရုပ်တွေမပြဘဲနဲ့အားတင်းပြီးတော့သူတို့ကိုဥဆောင်ကောင်းရဲ့လုပ်ပြရတာပေါ့သူကြည့်လာလို့ရှိရင်ဆရာဝန်လုပ်မယ်အဖေလည်းမရှိဘူးအမေလည်းမရှိတော့ဘူးဆိုဒီကလေးလေးဘိုးကပိုးဆိုးသွားမယ်ပေါ့နော်သူတို့အဲ့တော့စိတ်ကိုမလျှော့ပါနဲ့ကိုစိတ်ကိုတင်းထားကြီးကိုသားလေးရှိသေးတယ်စားတော်တယ်ဒီမျိုးတွေဟိုတင်တော့အားပေးတယ်လေညတော့ခါကျတော့ရွာမှာကြီးအခက်ခဲဖြစ်တယ်ဟိုကျမတို့ရွာမှာအဲ့လိုနာဂိတ်ဖြစ်ပြီးတဲ့ခါကျတော့ရေတွေလုံးဝမကောင်းတော့ဘူးလေအဲ့တော့ဒီရွာမှာရေမရှိလို့ရှိရင်တော့ဒီရွာကြီးကဘလို့မှဆက်ပြီးတော့အဆင်ပြေနိုင်မှာမဟုတ်တော့ဘူးရေမရဘူးဆိုလို့ရှိရင်တော့တနေရာကိုပဲပြောင်းရမယ်ဆိုတဲ့လူကြီးတော်တော်များများပြောနေကြတယ်ဒီရွာမှာရေတန်းဆက်တစ်လုံးရပြီတဲ့ဆိုတော့လူတွေကတအားဝင်းစားသွားတယ်ဟာအဲ့ဒါဆိုလို့ရှိရင်တို့တွေဒါဘဲမှမသွားတော့ဘူးဒီရွာမှာပေါ့နော်ဒီရေတန်းဆက်ကြီးရပြီဆိုလို့ရှိရင်ပေါ့နော်ဟိုကျမတို့တရွာလုံးကတော့ဒီရေတန်းဆက်ကြီးကြောင့်ပဲဘဝတွေအစ်စ်ကိုပြန်စနေရတယ်လို့ကျမတော့အဲ့လိုအပေးမလို့မရှိတော့မှဟိုပါပေါ့ဂျာကြီးပဲအဲ့ရတယ်မှလဲပြီးတော့ပဲကျမဘဝရပါမှအတိတ်ပဲမရှိတော့ပါဘူးဆိုပြီးတော့ပဲဒီလိုပဲဖြစ်နေလိမ့်မယ်လို့ထင်တာပဲ